ဟာငါကြောင်းသားဖို့မေးနေရပဲဒီနေ့ကြောင်းဖွင့်ရနေလေတနင်္လာနေ့ကိုဟောငါရေချိုးလာအောင်ပဲဒါလည်းအဲ့ဒီတန်းလဲဖို့လောက်ချိုးမယ်ဒီစားလဲလဲဘာတော့ငါရေချိုးလာအောင်ပဲရေလဲချိုးပြရဆိုတော့ဟောငါဖျားနေဟာထားတဲ့ပါရိုလီညီလဲလာအောင်ပဲကျောင်းကြီးလေးလဲလာပါမလေးကဲဟိုကဘာလဲစီတူအောင်မကြည့်စီတူအောင်မရောက်ခင်ကအမြင်သွားရမယ်ဒီကနောက်ကျနေအောင်ပဲအကောင်လဲဒါဒီမှာတော့မဟုတ်အကောင်ရောက်နေဘယ်လိုလုပ်မလဲငါမြင်သွားရမယ်နည်းအမြင်သွားမယ်ရင်တော့စပါငါလည်းချက်လောက်ကနေလိုက်တာကျောင်းသားတွေဘယ်သူမှလည်းမလာသေးပါလားစီတူအောင်မရောက်ပါစနဲ့ဟဲ့ဘယ်သူမှမရောက်သေးဘူးလေအဲ့ဆိုတော့စီတူအောင်မရောက်တော့သေးပါဘူးအခုမင်္ဂလာပါအေးတပည့်လည်းမင်္ဂလာပါဒီတော့ပါသေးတယ်လဲနာရီစီဟဲ့ရောက်နေပြီဟာဆရာတော်ရောက်နေပြီစီတူအောင်ရောက်ပြီကျဆရာမမြင်ငါအမြင်တော့ဖြစ်မယ်ဟဲ့ဆရာပြေးသေးပါအမြင်ထိုင်ဟဲ့ဒီဘာလို့အရင်တော့ကြာနေရလဲဟုတ်ပါဘူးဆရာသမီးကမှပါလဲလှုပ်ပေးနေလို့အေးဆိုင်လာမယ်အရင်တော့မယ်ဟုတ်တော့ဟာဆရာဘာလဲချစ်တန်းတော့ကြောက်ပါတောင်းမှာဘာမှတောင်းမှဆရာမလို့ဒီလိုလေကြာတကယ်ပဲအရင်မှနောက်ကြတယ်ဟုတ်ကောင်းပြောနေခါရပြီရိတ်ကျော်စရာရိတ်သွားတော့အခုအရှိမတရက်ဟုတ်ငါလေဟာအဲ့ရထိုးနောက်ကြနေသေးတယ်ဟူရပြီဟိုကောင်မပြောလဲငါပြောခံရတော့မယ်ဘလူတော်ရက်ကမလဲတော့မသိဘူးလူပဲရက်လိုက်တော့မယ်နောက်ကိုဒီလိုကပ်ပြီးရက်ကလာခဲပဲဟိုကောင်နဲ့တည့်နေရပြီရိတ်ဟိုကောင်နဲ့တည့်နေရပြီရိတ်ပြောလိုက်တာစီတူအောင်ရေတနာလိုက်တာဟဲ့စီတူအောင်ရေတနာလိုက်တာဟဲ့ဖက်ရှားလေးကိုချက်ပြီးသွားသေးဘူးတရုပ်စားတွေပဲအဆောက်တွန်းလိုက်တော့မလို့ရှာဟေးဒီတွန်းလိုက်တော့လို့ရလားအေးရတယ်တော့โอเคရှာလိုက်တော့မယ်ဟုတ်ဟဲ့ကျော်စီအိုင်းနော်ဟဲ့ဘာဖြစ်တာလဲကျော်စီအိုင်းနော်တငယ်ချင်းရေကျော်စီအိုင်းနော်ရိတ်ကျော်စီအိုင်းနော်你မှတ်ထားနော်你မှတ်ထားလိုက်你မှတ်ထားလိုက်ဘာဖြစ်လဲဘာမှမှတ်ထားစရာမလိုဘူးရိတ်你လည်းနောက်တစ်ခါကျအဲ့လိုဖြစ်မှာပဲလေသူများလာပြီးတော့ဘာမှအခုတော့ငါမဖြစ်တဲ့ဥစ္စာကိုနေငါကဘယ်လိုဖြစ်မှာလဲတက်ဟာ
ha 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 ဟဲ့ဆရာမလာဝင်ဝိုင်းဖြစ်လေတော့ဟဲ့သမီးရှင်းဒီဘလို့ဖြစ်လို့အခုဘလို့ဖြစ်တာလဲမသမီးတွန်းလိုက်တွားနေဆရာမအေးတော်ဆရာမတထိုင်တော့စားတဲ့ကြီးဟာအေးsorry နာကိုအေးရတယ်ငါလေထိုင်ဖို့ကြီးထိုင်အောင်မထိုင်အောင်ထိုင်လိုက်ပါမလေးစားရမယ်အိတ်ချင်နေအိတ်ဒါပဲကောင်းတယ်အေးရပဲကောင်းတယ်အိတ်ဒါပဲကောင်းတယ်ဟေးသမီးလေးခိုင်မြစုရှင်းဆရာမဘာလောက်တာလဲအိတ်နေရလေးဆရာမမအိတ်နဲ့အပြင်မှာစီတီအောင်ရက်နေရဘာဖြစ်လို့လဲစီတီအောင်ဆရာမဆရာကရက်ခိုင်းလာတော့အေးစိုက်ပြီးပါလားအခုမှဆရာဒီဆရာမပေးလိုက်တဲ့စာပါရေးလိုက်ဆိုလို့သမီးတယောက်တည်းပဲရေးခိုင်းတာအေးပြီးရောဟာကွာဆရာမရောက်နေငါအခုချိန်ဝင်နေမြစီသူအောင်လေးတားလေးပြတားလေးမကိုနဲ့မကိုထိုင်လိုက်တော့နော်ဟုတ်ဆရာအော်ဒီဝင်ရတယ်ဆရာကိုဘာလဲဆရာမပြောလိုက်မယ်ဟုတ်ကျေးဇူးပဲနော်ဆရာမအေးရတယ်ထားလိုက်စာရေးဟုတ်ရေးသူပြမပြောနေရတယ်ရေးဟာဟောအဲ့ဒါစီတူမလားဟောဆရာမလည်းဘာလို့ခေါ်လိုက်တာလဲဆရာမတို့ကဘယ်လိုလဲသမီးဘာလုပ်နေလဲဆရာမတို့ဖုန်းကြည့်နေစာရေးဟုတ်你让我们这里အော်လာအော်ခံလိုက်ရတယ်ကောင်းလိုက်တာတာပြီးလိုက်လားပြီးလိုက်ကြပါအေးရှမအေးတာရှိသွားရင်လွဲပြပါဘယ်လိုလဲချက်ပါပြပါရှိုင်းအတားရောsorryကြပါတမတာရှိသွားကြလို့တွားရအောင်ဟုတ်အိတ်တာပဲကောင်းတယ်ကွာအဲ့ဒါနဲ့လေ तू ကလေးချုပ်ဖို့မိသွားတယ်လေကွယ်ပိုစဆောင်ဆွဲပြီဟဲ့နေခုချိန်စားမပြီးသေးဘူးလားနင်းလောက်ပါလို့လားပိုစဆောင်ဆွဲလိုက်လားဆင်းလိုက်လေဟောဟစ်တာလွဲဒီပါချုံးလေဟဲ့အေးဟုတ်တာပဲ sorry ငါတပြိုဘယ်တန်းကကျတော့မစောလားစောပါဘူးကမကအစ်စ်နေရပဲကောင်းတယ်နင်းမနေလွဲတချွတ်ကြီးအေးပါကြီးငါတို့ချစ်နေရခွင့်ပြောလိုက်ရပါမလားပြောရပါဦးလေထားလိုက်ပါတော့ငါကညကိုလှောင်ပြီးတော့တောင်းမှန်တယ်နော်ရပါတယ်တကယ်ချင်းနေပဲရတယ်ဒီနေ့ကတော့မှအေးတောက်ကြမယ်လေသူကခုနသူငါ့ကိုစားထားတာပဲသူအခုပြန်ပြီးကစကားပြန်ချီမယ်ဟဲ့ပါလေဘာကြီးလေလို့ဒီဘလောက်ပါလဲပစံတောင်းပါလေဟောတောင်းတဲ့တကယ်ချင်းနော်လာမကြွားနဲ့ငါမှ2000လောက်ပါဒီပါလေးလာမေးနေသေးတယ်အဲ့ဆိုလွတ်လိုက်ပြီးတော့လိုက်မေးဟဲ့နေငါ့အောင်နော်စောင့်နေနိုင်တယ်ငါပြီးတော့နိုင်လို့လေဘူးလားနိုင်တော့ပါလေငါရံဖြစ်ချင်လို့တော့နေနဲ့အေးလည်းဝယ်တောက်နိုင်တာမဟုတ်ပဲနဲ့ဘာဖြစ်နိုင်လဲလို့အေးဝယ်မယ်ကိုကာကိုလာကပူဝယ်လိုက်ပါ
ဒါကကလာဘူးလာပဲရပြီခါလေးပဲတက်လိုက်တော့မင်းယေခုနတုံးဟောက်လောက်ထားတော့အခုစကားပြန်ချိမယ်ဖဲဟာဘာကလဲဘာပဲလို့နင်းလောက်ပါလို့လားစီတူอ่ะသူငါလောက်တာမကျင်တဲ့ထပ်ပြီးပြန်လို့တာပြောဟာငါကြည့်လို့မရအဲ့ကောင်ဘယ်ခါတော့လာဟဲ့မပြေးနဲ့နော်ဘာဖြစ်တာလဲမမငါပြေးချင်ပြေးဘူးအာတေးပါပြီဟေးခိုင်းငါမပြေးတယ်လို့ပြောပြေးအောင်ပြေးတယ်အခုတော့ချော်လိုက်ပြီမလားတွေ့လားအခုတော့ချော်လိုက်ပြီငါမပြေးတယ်လို့ပြောတာမင်းကလည်းဒီလားငါပြုတ်ကြအောင်လာပြီလာအော်နေသေးရဲ့ထိုးပေးအောင်အေးပါထိုးပေးလားအော်နေထိုးပေါ်ဝိုင်းလားပေါ်ဝိုင်းဒီမှာတော်လေးလို့နည်းနည်းလေးပဲလာပါတော့မစားလေဟဲ့လောလဘူးလောပြောနေမလားမလဘူးလို့ပြောတာဟောဒီဖီယိုလီယာဒီလာပါပဲရှင်တငယ်ချင်းအပိုင်းနဲ့ဆိုတာလေးလည်းရှိသေးပါရဲ့နော်ကြာ